အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြပေးမှာကဆရာမင်းခိုက်စိုးစံရေးသားထားတဲ့သင်မင်းနိုင်ငံမှာသုံးတဲ့ပစံစာအုပ်ဖြစ်ပါတယ်ကျမစာဖတ်သူအိုက်ထားပါနေတံထပ်တူကြအမှားဆိုတဲ့သဘောတရားအကြောင်းနည်းနည်းပြောပြချင်ပါတယ်အဲ့ဒါဘာမှထူးတော့မဟုတ်ဘူးခမည်းလဲကြုံဘူးတယ်ကျွန်တော်လဲကြုံဘူးတယ်လူတော်များများလဲစိတ်ထဲမှာအမှတ်တမဲ့လိုခံစားဖို့လိမ့်မယ်ကိုယ်နဲ့မှတဲ့တူတတ်တဲ့ကတိကသက်လေးလွဲချော်မှုတွေလေဥပမာဆိုကြပါစို့ညှက်ထားမိတဲ့သပင်ပုံစံကိုမကြိုက်ခါမှဒီတလားအဖို့သပင်ပြန်ရှည်တာကနှိကွေးလွန်နေတယ်တချင်းစီဒီခွေမှာချစ်ရပါလို့ထင်နေပြီဆိုရင်အဲ့ဒီနေရာဟာကိုအကြိုက်ဆုံးတချင်းစာသားနေရာဖြစ်နေပါလေရောအိမ်အပြင်ဘက်ကနေတကားဖွင့်မှုတော်တွဲကိုစမ်းနေတဲ့အချိန်ဆိုအိမ်သေးကတယ်လီဖုန်းကတတီမြည်ပြီးကမန်းကတန်းတကားဖွင့်ပြီးဖုန်းကိုလည်းပြေးကန်လိုက်ရောဟိုဘက်ကဆက်နေတဲ့သူကဖုန်းကိုချသွားရောဘသူနဲ့မှမတွေ့ကျင်လို့ပုံရှိုးကွယ်ရှိုးသွားတတ်တဲ့အခါတိုင်းအတိမိတ်ဆွေတယောက်မဟုတ်တယောက်နဲ့အမြဲစုံနေအဲ့ဒါမျိုးတွေပါပဲအဲ့ဒီလိုဖြစ်ပျက်မျိုးတွေကိုစာရေးဆရာအာသာဘလော့ချ်ကထပ်တူကြအမှားလို့နာမည်ပေးထားတာပါကျွန်တော်နဲ့တငယ်ချင်းတစုကတော့ပောက်ကရ40တွေကိုအမြဲတမ်းရှာဖွေလောက်ကြလွန်းလို့လားမသိဘူးသူများတွေထပ်ပိုးပြီးထပ်တူကြအမှားတွေနဲ့ကြုံရတယ်လို့ပဲကြုံခဲ့သမျှရှာဖွေကိုရိုးကားရတွေထဲမှာအမတ်တရအဖြစ်ဆုံးကတော့1986 89ခုနှစ်လောက်တုန်းကရက်ကွက်ကလေးတစ်ခုထဲမှာကျွန်တော်တို့တငယ်ချင်းတွေစုပြီးအိမ်ငှားနေခဲ့ကြတော့ကအဖြစ်ပြက်တွေပါပဲရန်ကုန်မြို့နဲ့မိုင်20သာလောက်ပဲဝေးတဲ့တော့မကြမြို့မကြလက်လုံလက်စားရက်ကွက်လေးတစ်ခုပါအဲ့ဒီရက်ကွက်လေးထဲမှာနေတဲ့သူတွေကရေးရတယ်ချစ်စရာကောင်းတယ်ထပ်တူကြအမတစ်ခုမဟုတ်တစ်ခုနဲ့ရှင်သန်နေကြတယ်အဲ့ဒီရက်ကွက်လေးထဲမှာဖြစ်ပျက်နေတဲ့ထပ်တူကြအလွဲတွေကိုသာတန်းစီပြီးရေးပြရမယ်ဆိုရင်အာသာဘလော့ရဲ့မာဖီအီနီယာမဆိုတဲ့စာအုပ်မျိုး3-4အုပ်လောက်ရမယ်ထင်ပါရဲ့မာဖီအီနီယာမစာအုပ်ထဲမှာပါတဲ့အလွဲတွေကိုနည်းနည်းထပ်ပြီးပြပြရအောင်မယ်ကြည်လေတနေ့လုံးဆက်တလို့အလုံးလုံးနေရကဒီချိန်လေးပဲနားမှုထိုင်မိပါတယ်တိုက်ဆိုင်ကိုတနေ့လုံးမှတစ်ခါပဲလာစစ်တဲ့ကို့အထက်လူကြီးနဲ့တဲ့တူပါလေရောပစ္စည်းတစ်ခုအသက်ဝယ်ပြီးပြီဆိုတာနဲ့ပြောင်းနေတဲ့ပုံစံတူပစ္စည်းကိုချက်ချင်းပဲပြန်ရှာတွေ့ရတတ်တယ်။တင်လက်နှစ်ဖက်မှာဆက်စီတွေအညစ်အကြေးတွေပေးကျန်နေတဲ့အချိန်နဲ့ကွက်တီပဲတင်နှာခေါင်းဟာရားရံပြီးကုတ်ချင်လာတတ်တယ်။ရုပ်ရှင်ရုံထဲရောက်လို့တင်လက်မှတ်ဝယ်ထားတဲ့ထိုင်ခုံနေရာမှာထိုင်ချလိုက်ပြီဆိုရင်တင်ရှိတဲ့ကခုံမှာအရက်ရှိတဲ့လူတစ်ယောက်အမြဲနေရာယူထားလေးရှိတယ်။ဒီနေ့စာမကြက်လာမိဘူးဆိုပါမှအတန်းထဲမှာစာမေးဖို့ဆရာမရဲ့မျက်စိကြားခြင်းကိုခံရသူကကိုပဲဖြစ်နေတတ်တယ်။စီးစစ်ဖို့အတွက်စီးနမူနာအတောင်းခံရတဲ့သူကခုနကလေးတင်စီးသွားထားပြီးကစားလူဖြစ်နေတတ်တယ်။လူနှစ်ယောက်အတူတူထိုင်နေကြတဲ့အထဲမှာမှချင်းကကိုတယောက်တည်းကိုပဲရွေးပြီးကြိုက်တယ်။တွေ့သွင်းမှုအရေးတကြီးလိုအပ်နေပြီဆိုရင်အဲ့ဒီတွေဟာအမြဲတမ်းရှားပါနေတယ်။ဖုန်းနံပါတ်မှားလဲမိတဲ့အခါတိုင်းဖုန်းလိုက်မအားတာနဲ့ဘယ်တော့မှမကြုံဘူး။အော်ကျွန်တော်ဆွမြင်းမှတ်မိနေတဲ့ထပ်တူကြအလွယ်တစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့စာရဲတစ်ခုကိုတတ်မှတ်ဖိုင်တွဲထားလိုက်ရင်အဲ့ဒါကိုနောက်တစ်ချိန်သုံးစရာကိစ္စဘယ်တော့မှမပေါ်ဘူး။ဖိုင်မတွဲပဲအမှတ်တမဲ့ထားမိတဲ့စာရဲဆိုရင်တော့တစ်ချိန်မှာအရေးတကြီးပြန်ရှာဖို့လိုအပ်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဒီစာရဲကိုဘယ်နာထားမိမှန်းသိတော့မှမဟုတ်ဘူးတဲ့။အဲ့ဒီရက်ကွက်ကလေးဟာ20ရာစုနှောင်းပိုင်းရဲ့စာရဲတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကိုဖိုင်တွဲပြီးသိမ်းဖို့မသိမ်းဖို့ဆုံးဖြတ်ခဲ့ကြသူတွေကတော့ကျွန်တော်တို့အုပ်စုပါပဲအခန်း1ကျွန်တော်တို့အုပ်စုလို့ဆိုတဲ့အထက်မှာကျွန်တော်ပါတယ်ပကြီးစရာပေါက်စတယောက်ပါတယ်အခုတော့မဂဇင်းတွေမှာတရုတ်ဖော်ပုံတွေဆွဲနေတဲ့ခေတ်ဖုံးမှုပေါ့နောက်ဂီတာတောင်တင်တီးပြီးတချင်းရေးဖို့ကြိုးစားနေတဲ့မြန်မာစာဆရာအလောင်းလျာလေးတယောက်ပါတယ်သူကတော့2000ပြည့်နှစ်ဝန်းကျင်ကာလမှာအင်တာနက်မဲကြီးတဲ့ကျူရှင်ဆရာဦးစင်သူဖြစ်လာပြီးငငယ်ရွယ်နဲ့အောင်မြင်နေစဉ်မှာပဲကွယ်လွန်ဆုံးပါသွားခဲ့တယ်။သူတသက်တာလုံးမှာပြတိုင်းနောင်လေးပုတူဆိုတဲ့သားချော့တချင်းလေးတစ်ပုဒ်ကိုပဲအပိသက်ရေးဖွဲ့သွားခဲ့လေရဲ့။ကျွန်တော်တို့ဝါသနာပါတဲ့အမှုပညာအလုပ်တွေကိုလုပ်ဖို့ရန်ကုန်မြို့နဲ့နီးနီးနားနားမှာနေမှဖြစ်မယ်လေ။ပြီးတော့အိမ်လာကလည်းသေးသက်တာအောင်မှဖြစ်မှာ။အိမ်တစ်လုံးထဲကိုအခန်းကန်ထားပြီးငှားစားနေတဲ့နေရာမျိုးမှာလည်းနေလို့ပဲဖြစ်မှာလေ။ကျွန်တော်တို့ကနေရောညပါအချိန်မီ၍တ
တောင်တောင်တင်တင်ဝူဝူဝဝနဲ့နောက်ပြီးကျွန်တော်တို့အုပ်စုကဘာမှမသိတဲ့ရုပ်ရုပ်သေးသေးကိစ္စတွေမျက်စိနောက်စရာကောင်းတဲ့ကိစ္စတွေကိုတစ်ခုမဟုတ်တစ်ခုကြံဖန်ပြီးလုပ်နေကြတာကိုဒါကြောင့်တော့မကြမျိုးမကြဟောဒီရက်ွက်လေးထဲမှာပြင်တောင်အိမ်ရိုင်နဲ့နဲ့လေးတစ်လုံးကိုငှားပြီးလာနေကြတာပေါ့ကျွန်တော်တို့အုပ်စုထဲမှာအနုပညာအလုံးနဲ့လည်းဘာမှမပတ်သက်အနုပညာကိုဝါသနာလည်းမပါတဲ့အလုံးမရှိအကိုင်မရှိဥကြောင်ကြောင်ငနဲ့တယောက်လည်းပါသေးတယ်သူ့နာမည်ကဖိုးစောတဲ့ဖိုးစောရဲ့ပါရမီတက်ခံကလည်းတစ်မျိုးပဲဘယ်လူစုလူဝေးတဲ့ကိုမစိုးဒီကောင်ကိုသာထည့်ပေးလိုက်ရှုပ်ရှုပ်ရှက်ရှက်တစ်ခုခုတော့ဖြစ်ပြီးသားပဲလူစုလူဝေးနဲ့လည်းဖြစ်တယ်နှစ်ယောက်ချင်းသုံးယောက်ချင်းလည်းဖြစ်တယ်သူ့တယောက်ထဲနေရင်တော့သူ့အတွင်းနဲ့သူရှုပ်ရှုပ်ရှက်ရှက်ဖြစ်နေတဲ့ကောင်ဖိုးစောရဲ့အတွေးခေါ်တွေကလည်းအမခံမဲနက်နဲတဲ့နေရာမှာလက်ဖြားခါလောက်တယ်တခါကကျွန်တော်ကိုလာမေးတာပဲကြည်ဖိုးစောကကြော်စိုးရင်ဟေးဘာဖြစ်ရပြန်ပြီလဲဖိုးစောငါတခုစဉ်းစားနေတာကွမြတ်စွာဘုရားရဲ့သွေးမျိုးစားဟာအေလားဘီလားအေဘီလားဒါမှမဟုတ်အိုသွေးလားဆိုတာကဲသူ့အတွေးခေါ်ကကျွန်တော်ကဟာဖိုးစောရမင်းမို့လို့ကြံကြီးစီရကွာမြတ်စွာဘုရားပွင့်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တုန်းကသွေးအုပ်စုခွဲတဲ့ပညာမှမပေါ်သေးတဲ့ဥစ္စာဖိုးစောကစိတ်ပြက်တယ်လို့ကျုပ်ခနဲ့စုပ်တက်လိုက်ပြီးခေါင်းကုန်းလိုက်ဖင်ကုန်းလိုက်လှုပ်ရင်းမဟုတ်ဘူးလေကွာငါစဉ်းစားနေတာကမြတ်စွာဘုရားဆိုတာအင်မတန်ထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးမဟုတ်လားအဲ့ဒီလိုပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေဟာလူသားမန်တွေရဲ့ကိုယ်ထဲကသွေးတွေနဲ့အမျိုးစားချင်းတူနိုင်လားဆိုတာကိုငါစဉ်းစားနေတာကွအေးလေဒါရီမင်းဘယ်နားလိုက်နိုင်ပါမလဲကျော်ဆိုရလော်ကီလောကုတ်တရားပြည့်စုံတဲ့ပညာရှိကြီးတွေကိုရှာပြီးမေးရအောင်ပါပဲကျွန်တော်ကတော့လော်ကီလောကုတ်တရားမပြည့်စုံတဲ့ငတုံးကြီးဖြစ်သွားတာပေါ့ဗျာကိုဘာကိုနင်းထိုင်ကိုငုတ်တုံညံ့သွားတော့တာကျွန်တော်ဘဝနဲ့ဆိုးလိုက်ပုံဖိုးစောကတော့ကော့လန်နဲ့လစ်သွားလေရဲ့တခါကကြတော့ကိုစင့်သူကိုတွားပြီးမိတာအဲ့ဒီတုန်းကကိုစင့်သူကမြန်မာသာဌာနမှာကျူတာဖြစ်နေပြီလားမဖြစ်သေးဘူးလားတော့မမှတ်မိတော့ဘူးဖိုးစောကမိစီကမုံစိတ်မွေးကျူတို့ကျဲတဲ့ကိုပွေရင်ပြိုးကိုစင့်အိမ်နရံကိုမှီရင်ခြေစင်းပြီးဂီတာလက်ကွက်ဆန်းနေတဲ့ကိုစင့်သူကမျက်ခုံးတွေပင်သွားတယ်ဟင်ဘာလဲဟင်ဖိုးစောဘာလဲကိုစင့်သူကဖိုးစောရဲ့ဆူရှာထက်မြက်တဲ့အတွေးခေါ်တွေကိုခက်လက်လန့်ပဲဖိုးစောကသုံးပင်နှစ်ခမ်းအိမ်ခမ်းချင်းလေးရဲ့ခနော်နဲ့ကျမ်းပြင်ပေါ်မှာခောက်ထုတ်ခောက်ပြန်ရှောင်ရင်ကိုစင်းတို့မြန်မာစာမှာဝါကြဆုံးတဲ့အခါဒီတို့ဤတို့ထည့်ရတယ်မဟုတ်လားဟုတ်ဗျာဥပမာပြောရရင်သူចောင်းသွားသည်သူအိမ်မက်မက်နေဤစသဖြင့်ပေါ့ဗျာအင်းဟုတ်တယ်လေဖိုးစောရဲ့ဘာဖြစ်လို့လဲအဲ့ဒီဒီနဲ့ဤရဲ့အတိတ်ပဲချင်းဘာကွာသလဲကိုစင်းဒီမီးကွန်းကြောင့်ကိုစင့်သူမျက်လုံးတွေပြာလက်တွဖြစ်သွားတယ်တော်တော်လေးတော့ခွာကြနေပြီကိုစင့်သူကအကြက်တဲဖြစ်ရင်သူ့လုံးနေကြအမူအရာအတိုင်းနှခမ်းထူထူလေးတွေကိုထော်ပြီးဆူပြီးမျက်တောင်လေးပုတ်ခတ်အတန်လေးအတီးအထင်နဲ့ဟဲဟိုတိတ်မကွာပါဘူးဖိုးစောရဲ့ဖိုးစောကမျက်မှောင်ကျုပ်လိုက်လေရဲ့ပြီးတော့အတိတ်ပဲချင်းတူရင်ဘာလို့အလှရှုပ်ခံပြီးစကလုံးနှလုံးလောက်ထားနေရသေးတာလဲဗျာတလုံးကိုဖြုတ်ပစ်လိုက်ပါလားကြက်ရမှတ်ရတာတတ်တာသွားတာပေါ့ဟေးကိုစင့်သူမျက်လုံးပြူသွားသည်ဖိုးစောကတော့ခက်တီတီပဲဆက်ပြီးဟုတ်တယ်ကျွန်တော်ကနောက်လာမဲ့လူငယ်ចောင်းသားလေးတွေအတွက်စီဗနာနဲ့အကြံပေးနေတာနော်ကိုစင့်မြန်မာစာပါမောက္ခဖြစ်တဲ့အခါကျရင်ဤကိုဖြုတ်ပစ်လိုက်ဗျာကောက်လေးနဲ့အကြည့်ရဆိုတဲ့ဖြုတ်ပစ်သိလားငါမှအဲ့ဒီလောက်အာနာမရှိဘူးထဲမှာရဲကွာကိုစင့်သူကတော့သူ့ဘဝကိုသူအားငယ်လို့ပဲလားမသိဘူးမဝင်မရဲဖြေရှာတယ်ဒါပေမဲ့ဖိုးစောကတော့မာရီကြောရီပဲဟာဗျာဘာအာနာရှိစရာလိုလို့လဲမြန်မာစာကိုတီထွင်ခဲ့တဲ့လူတွေကလည်းသူ့လူကိုလိုလူတွေပဲဥစ္စာသူတို့လုတ်ပုံကင်ပုံနေရာမကျရင်ကိုကပြင်ရမှာပေါ့အဲ့ဒီလိုဟောက်သေးတာဗျအမေသူ့ခိုင်ချက်နဲ့သူကတော့ဟုတ်တယ်လို့အရှိသားကိုစင့်သူကတော့ဂီတာကိုတော့ဆက်မတီးနိုင်တော့ဘူးမျက်လုံးလေးပိကလပ်လုပ်ပြီးဖူးစော့ကိုပဲငေးကြည့်နေရတယ်ဒါပဲတက်နိုင်တော့တယ်မဟုတ်လားဗျာပကြီးဆရာကတော့ရှင်းတယ်ဖူးစော့ပြဿနာတဲလာပြီဆိုရင်ဆဲလွတ်တဲ့အခါလွတ်ပါဆက်ထဲတွေ့ခရပြောရင်ပြောဒါမှမဟုတ်သူ့ထက်ဦးအောင်အုံနောက်စားစရာတစ်ခုခုနဲ့ကြက်လွတ်လိုက်တာပဲအိမ်ပေါ်မှာနေရာကကြည်မရှိတော့ပ
ကြီးဆွဲမယ်ဆိုရင်ခြံတောင်တရက်ပင်အောက်ကရေချိုးဖို့တိုင်ကီပိုင်းတွေချထားတဲ့နေရာမှာတွားပြီးဆွဲရတယ်။ဖိုးစောကလည်းတကူးတကန့်ကိုအဲ့ဒီနာအထိတွားပြီးရှုပ်တာ။ဒီမှာကိုဖုံးမှုကျွန်တော်စဉ်းစားထားမိတာလေးတစ်ခုရှိလို့ဗျ။ပကြီးဆရာကသူ့ဟာနဲ့သူဆွဲလက်စဖြစ်နေတော့ဖိုးစောကိုအန်ကျိတ်ပြီးမျက်စောင်းထိုးကြည့်တယ်။ဖိုးစောကတော့စကားစားမိပြီဆိုတာနဲ့အရှင်ရသွားပြီ။ဒီလိုလေဗျာကျွန်တော်ကဗုဒ္ဓဘာသာနဲ့ယဟန်ဝတ်တယ်ဆိုပါစို့ယဟန်ဝတ်နဲ့ပါရာဇိကကံကြရင်ငရဲကြီးရောမဟုတ်လားအဲ့ဒီလိုဖြစ်ပြီဆိုတာနဲ့ကျွန်တော်ကအမြန်လူဝဲလဲခရစ်ယာန်ဘာသာထဲကိုပြောင်းသွားပြီးဘုရားကျောင်းမှန်မှန်တက်နေရင်ယေရှုခရစ်တော်ကကျွန်တော်ကိုကဲမှာလားဟင်ပြန်ပြေးတဲ့စကားတန်ကိုတော့မကြားရဘူးစုတ်တံကိုခွက်ထဲစောင့်ကြည့်အောင်ကြည့်ပြစ်ထည့်လိုက်ပြီးအလုံးလိုက်အခဲလိုက်တစ်တစ်ခေါက်ခေါက်ဖဲရေးလိုက်တဲ့ပကြီးဆရာရဲ့ရေရွတ်တန်ကိုပဲကြားရတယ်အဲ့ဒါပါပဲတခါတခါပကြီးဆရာကသူ့ပါဇက်ထဲတွေ့ရထင်သလိုရန်တမ်းပြောလိုက်တော့လဲကိစ္စပြီးသွားတာပဲတခါတလေကြပြန်တော့လဲပကြီးဆရာကဖိုးစောထက်ဦးအောင်ကြက်တက်တယ်ပကြီးဆရာကသူ့စုပ်တန်တွေဆေးခွက်တွေတပ်ပင်တိုင်ဘူးတွေလက်စီရင်းနဲ့စီပလင်းတွေနဲ့အလုပ်ရှုပ်နေတော့သူ့နာကဖိုးစောဖျက်လျှောက်သွားတာမြင်တော့ဟဲ့ကောင်ဖိုးစောလာပါအောင်ကွာဘာလို့မလို့တော့ဖိုးစောပြန်လှည့်လာတော့ပကြီးဆရာကလက်ထဲကရင်းနဲ့စီပလင်းကိုထောင်ပြပြီးဒီထဲကအရေးကဘာတုံးကွာမင်းသိလားဖိုးစောကပလင်းဝါကိုအနံ့ခံကြည့်ပြီးရင်းနဲ့စီလေးဗျာပကြီးဆရာကခက်တီတီနဲ့ခေါင်းတစ်ချက်ညှိပြီးအေးရင်းနဲ့စီဆိုတာဘယ်ကဖြစ်လာတဲ့အရေးလေးကွာအဲ့ဒါမင်းသိလားအဲ့ဒီမိကောကြောင့်ဖူစောငိုင်ခနဲဖြစ်သွားတယ်။သူ့အတွက်တော့မဟာအခက်ခဲကြီးတစ်ခုပဲ။ဒါကိုဘယ်လိုကြော်လွှားမလဲ။ပြီးတော့သူ့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့ဘိုးတုတဟင်းလင်းအိုကြီးကိုစင်ခေါ်မှတ်ကြောက်တင်မဲ့ special မိကွန်းတော်ကြီးဖြစ်နေပြီ။ခိုင်စဉ်းစားစမ်းရေနံစီဆိုတာဘဲကရတဲ့ဥစ္စာလဲ။တွင်းထွက်တဲ့ရန်စားတာလား။ဓာတုဗေဒပစ္စည်းလား။စက်ယုံကထုတ်တာလား။ငနေသားခေါင်းတွေထူပူလာတယ်။အဖြေကမရဘူး။မတိမတာအံကိုကြိတ်ထားရင်လေပင်ကြီးလိမ်ပြီးဆောင်းခန့်လုံနေတယ်။အတော်ကြာတော့မှနေအောင်ဗျာဒီဖြေကိုကျွန်တော်ခေါင်းအေးအေးနဲ့စဉ်းစားလာအောင်မယ်။တရက်နှစ်ရက်တော့စောက်။အေးပါကွာအေးပါပကြီးဆရာကပြုံးစီစီနဲ့ပြန်ပြောလိုက်တယ်။အဲ့ဒီအကြောင်းတွေကနောက်မှပကြီးဆရာပြန်ပြောလို့သိရတာပါ။ကျွန်တော်သတိထားမိတာကဖိုးစောအိမ်တွင်အောင်ပြီးတခုခုကိုအပြင်းထန်စဉ်းစားကန်းဝင်နေတာအတော်ကြာပြီဆိုတာကိုပဲ။အဲ့ဒီလိုမဟုတ်ကတခုခုကိုတွေးလုံးထုတ်နေပြီဆိုရင်ဖိုးစောပုံစံကသိတာတယ်။နေရန်ကိုကြောမိဒူးကောင်းနှလုံးကိုထောင်ပြီးရင်အဲ့ဒီထောင်ထားတဲ့ဒူးကောင်းနှလုံးကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးကောင်းကြီးမော်တော်လုံနေပါလေရော။အဲ့ဒီပုံစံအတိုင်းသူ့ကို5-6ရက်မြင်နေရတော့ကျွန်တော်ကကိုစင်ရင်ခုတလောကျွန်တော်တို့ကောင်ကြီးငိမ့်ချက်သားကောင်းနေပါလား။ဟုတ်တယ်ဗျ။ဒီတချီတော့တကယ်ကိုနက်နက်နဲစဉ်းစားနေပုံပဲ5-6ရက်တောင်မကတော့ဘူး။ကျွန်တော်နဲ့ကိုစင်သူတို့2ယောက်သားကြိတ်ပြောနေတော့ပကြီးဆရာကလေတံတူတူနဲ့ဝင်ပြီးကျွန်တော်သူ့ကိုငိမ့်စိတ်ပေးထားတာပါဗျာဟင်ဘလို့ငိမ့်စိတ်ပေးတာလဲရင်းနှံစီကိုပေရရတယ်လဲဆိုတာစဉ်းစားခိုင်းထားတာပါဗျာလို့ဆိုပြီးပကြီးဆရာကသူကြက်ထားတဲ့ကိစ္စကိုအဆအဆုံးတစ်လုံးမကျန်ပြန်ပြောပြတော့တယ်ကျွန်တော်တို့ကလည်းရေးရအခက်မေ့ရအခက်နဲ့ဗျာနောက်နေ့လေခင်းလဲကြရောဝုံဖိုးစောဟာနေရန်ကိုမှီနေရကဝုန်းကနေခုန်ထားလိုက်ပြီးတော့တိပြီကျွန်တော်တိပြီဗျအသက်မြဲကြီးနဲ့စွတ်အော်နေတော့ကျွန်တော်တို့3ယောက်စလုံးကဟာဘာဖြစ်တာတော့ဘာတိတာလဲကွမင်းဟာကအလန့်တကြားကွာဘာမို့လို့လဲဟာအသက်တာမရှိအောင်ဗျဝိုင်းမေးလိုက်ရတာငနေသားကတော့ပြုံးဖြည်းကြီးလှုပ်ရင်းရေနံစီကိုဘဲကရတယ်လဲဆိုတာကျွန်တော်သိပြီဗျတကယ်တော့ရေနံစီဆိုတာရေနံကဖြစ်လာတာကိုသူ့ကိုယ်သူဂုံယူဝင်ကြွားနေတဲ့မျက်လုံးတွေကလည်းအယောင်တလက်နဲ့ဗျာခမရတို့မြင်စီခြင်းနဲ့ကျွန်တော်နဲ့ကိုစင်သူကလည်းသူ့ကိုချော့သက်ရင်သက်လုပ်ပြီးဝိုင်းချီးကျူးကြတယ်တော်ပါပြီတဲ့ကွာတို့မင်းမို့လို့စဉ်းစားနိုင်တာတို့ပြောပြီးတော့လေမင်းမို့လို့ဒီဖြေကို9ရက်ထဲနဲ့စဉ်းစားလို့ရတာငါသားဆိုတစ်လလောက်စဉ်းစားရင်တော့ရမှာမဟုတ်ဘူးကိုစင်သူပြောလိုက်တဲ့ဒီတခွန်းကပြင့်နာနည်းနည်းလက်လွန်သွားတယ်ဗျဟိုစောရင်းမိသွားပုံပဲဒီကောင်မှန်တက်နေတာနည်းနည်းအရှိန်တန့်သွားတယ်ပကြီးဆရာကတော့ခပ်ပြုံးနဲ့ဟုတ်ပါပြီကွာရေနံစီဆိုတာရေနံကဖြစ်တာထားပါတော့ဒါဖြစ်ရင်ဓာတ်စီကကိုဘယ်ကနေဖြစ်တာလဲကွနောက်ထပ်မျိုးတစ်ခုနဲ့ထောင်ချောက်ဆင်လိုက်တော့ဖိုးစောဆိုတဲ့မဟာပညာရှိကလည်းတဲ့ပဲဝင်ချလာတယ်
ဟာသဘောတရားချင်းအတူတူပဲလေဗျာရေနံစီဟာရေနံကဖြစ်တာဆိုတော့ဓာတ်စီဆိုတာဓာတ်ကဖြစ်တာပဲပေါ့ဗျာကြည်စမ်းအပိုင်မဲဆိုပြီးပြောချလိုက်တာအဲ့ဒီလိုတော်ပုံထပ်မြတ်ပုံမျိုးတွေကိုကျွန်တော်တို့မှလက်ဖြားတစ်ခါဖြစ်နေရတာကလားဗျာပကြီးဆရာကတော့ခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းပြီးမှားတယ်ကွဟင်ဘာဖြစ်လို့လဲဖိုးစောကပြုတ်ပြဲတဲ့နဲ့မေးတော့ပကြီးဆရာကသူ့မျက်လုံးထဲကိုတဲ့တဲ့ဆိုင်ပြီးမင်းမသိမချင်းမှတ်ထားဓာတ်စီဆိုတာဓာတ်ဆန်ကနေဖြစ်တာကွ။အော်ဖိုးစောမျက်လုံးတွေအရာမှုံမိုင်းပြီးဝမ်းနဲ့ရိတ်တန်းသွားတယ်။ဓာတ်စီနဲ့ဓာတ်ဆန်ဆိုတဲ့လူရှင်တော်လက်ဟောင်းကြီးနှစ်ယောက်ရဲ့နာမည်ကိုကြားဖူးထားရတာနဲ့ဒီတက်သဘောနှစ်ခုဆက်ဆက်တဲ့သဘာဝကိုဘာလို့မြငါမစင်စားမိပါလဲလို့သူ့ကိုယ်သူမချင်မရဲဖြစ်နေတဲ့ပုံပဲမယုံမရှိနေဗျပကြီးစရာပောက်ခရပြောလိုက်တာကိုဒီကောင်တကယ်အဟုတ်မှတ်သွားတာညကြတော့သူ့တန်တက်တာအဟောင်းလေးထဲမှာတင်ထားတဲ့လက်တော်ဝါလောက်မှတ်စုစာအုပ်လေးထုတ်ပြီးအသေးချာရင်းမှတ်နေလေရဲ့ရေနံစီကိုရေနံမှထုတ်ယူရရှိသည်ဓာတ်စီကိုဓာတ်ဆန်မှထုတ်ယူရရှိသည်တဲ့ဗျာကဲပြီးရောသူ့မှတ်စုစာအုပ်လေးထဲမှာအဲ့လိုပောက်တက်ကရရအများကြီးပဲဗျစုံနေအောင်ရေးထားတာသူမရှိတဲ့အခါကျွန်တော်တို့၃ယောက်သားပြင်းပြင်းရှိပြီဆိုရင်တော့ပြက်နေတဲ့တန်တက်တာထဲမှာသူဝတ်ထားတဲ့အဲ့ဒီမှတ်စုစာအုပ်လေးကိုရှာရှာဖွေဖွေခိုးဖက်ပြီးတခွိခွိကြည့်ရင်ရသေးတာအဲ့ဒီစာအုပ်ထဲမှာကြံကြီးစီရဖုန်းနံပါတ်တွေကိုလည်းဘယ်သူကပေးလို့ဘလို့ရလာတယ်လဲတော့မပြောတတ်ဘူးရေးထားမှတ်ထားသေးတယ်ဗျမမရတခုဆိုရင်သခင်ကိုရောမိုင်းရဲ့ဦးလေးဖုန်းနံပါတ်တဲ့ဗျကဲစဉ်းစားကြည့်စမ်းမအောင်ဆရာကြီးသခင်ကိုရောမိုင်းတော်မှအသက်အရွယ်အိုမင်းပြီးကွယ်လွန်သွားတာတောင်ကြာပဲကြာလာပြီဥစ္စာသခင်ကိုရောမိုင်းရဲ့ဦးလေးဆိုတာတက်ရှိထင်ရှားရှိနိုင်ပါတော့မလားအဲ့ဒီဖုန်းနံပါတ်မှန်တယ်ပဲထားပါအောင်တော့ဆက်လိုက်ရင်ဟိုကဖုန်းလာကင်မှာမှုလို့လားကြံကြံဖန်ဖန်များအဲ့ဒီလိုဖုန်းနံပါတ်တွေကိုဘလို့ရွေချက်နဲ့ရေးမှတ်ထားတယ်လဲမပြောတတ်ဘူးတကယ်ပြောတာဖိုးစောဆိုတဲ့ကောင်ကရေးရေးလဲလဲဟားရတယ်